3သိန်းခွဲတဲ့ video editing တန်းကို free join နေတယ်ဆိုလို့ရှိရင်ဒီ video လေးကိုစောင့်ကြည့်ဖို့ပြောချင်ပါတယ်ဟုတ်ပါတယ်ဒီ video လေးကကျွန်တော်လာမယ့် August လမှာဖွင့်မယ်ဒုတိယအကြိမ်မြောက် video editing ပညာဒါနအတန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြောပြပေးသွားမယ် video ပဲဖြစ်ပါတယ်ပြောမှဆိုလို့ရှိရင်တော့ဒါကဒုတိယအကြိမ်မြောက်ဖွင့်မဲ့ပညာဒါနအတန်းလေးဖြစ်တယ်ဆိုတော့ရှေ့မှာက batch တစ်ခုဖွင့်ပြီးပြီဆိုတော့အဲ့ဒီ batch မှာလုံးဝ 100% free ဖြစ်တာရယ်နောက်ပြီးတော့လူတွေလည်းအများကြီးလက်ခံလိုက်တာရယ်နောက် public နဲ့ကိုလုံးဝဖွင့်ပေးလိုက်တဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကျွန်တော်အခက်အခဲလေးရှိခဲ့တယ်အတွေ့အကြုံလေးတွေအများကြီးရခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေသင်ခန်းစာယူပြီးတော့ဒီတစ်ခေါက်အတန်းမှာအများကြီးပြောင်းလဲပြင်ဆင်ထားပါတယ်နောက်ပြီးတော့အရေးကြီးတာကကျွန်တော်ရဲ့3သိန်းခွဲတန်101 class ကသင်ရိုးတွေကိုဒီတန်းလေးထဲမှာထည့်ပြီးတော့ကျွန်တော်သင်ကြားပေးသွားမှာဖြစ်ပါတယ်ဆိုတော့အခုလိုမျိုးကျွန်တော်ဘက်ကလည်းဒေတာလေးပြင်ဆင်ပြီးတော့ပေးထားတာဖြစ်တဲ့အတွက်ဒီတန်းလေးကိုစိတ်ဝင်စားလို့ join မဲ့သူတွေအနေနဲ့ကလည်းကျွန်တော်သတ်မှတ်ထားတဲ့စီကံလေးတွေဒါပြင်ဆင်ထားတဲ့အရာလေးတွေကိုတေချာလိုက်လုပ်နိုင်ဖို့လိုပါမယ်အဲ့တော့ပထမဆုံးအပြောင်းလဲလေးကကျွန်တော် background ကဆိုလို့ရှိရင်ဒီ editing လေးလာရမယ့် group ကို public နဲ့ဖွင့်ပေးခဲ့တယ် join တဲ့လူတွေ join လို့ရအောင်ဆိုပြီးတော့ဒါစီစဉ်ပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့စိတ်ဝင်စားတဲ့လူတွေလည်းအများများပြီးတော့နည်းနည်းလေးကြောက်တော့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ချက်ရှိခဲ့တယ်ဒါကြောင့်မို့လို့ဒီတစ်ခေါက်အတန်းမှာ video editing လေးလာရမယ့် channel တော့မဟုတ် group ကိုကျွန်တော် private အနေနဲ့ပဲထားပါမယ်ပြီးတော့နောက်တစ်ခုကဒီအတန်းကိုစိတ်ဝင်စားလို့လာပြီးစင်းသွင်းပြီးဆိုကြတဲ့က student ID လေးတွေကျောင်းသား ID လေးတွေစီစဉ်ပေးမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ ID လေးတွေနဲ့အတန်းလာတက်ပြီးတော့တကယ်လို့ကိုက3ချိန်နဲ့ထပ်ပြတ်ပြီဆိုလို့ရှိရင်တော့မေးမြန်းမရှိအတန်းကနေပြီးတော့ထုတ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့အဲ့လိုအသေးမမှန်တဲ့အတွက်အဲ့လိုအလုပ်တွေကျွန်တော်မလုပ်ဘူးပေါ့နော်ကျွန်တော်ရဲ့ဒါ admin team ကတော့ကျွန်တော်ကိုစားလုပ်ပေးပါလိမ့်မယ်ဆိုတော့ဒီတန်းလေးကို join မယ်ဆိုလို့ရှိရင်ဒါအတန်းချိန်လေးမှန်မှန်တက်ဖို့တော့လိုမယ်ပေါ့နော်တတိယအချက်အနေနဲ့ပြောချင်တာကဒီတန်းလေးကိုစိတ်ဝင်စားလို့ join နေတဲ့သူတွေကကွန်ပျူတာနဲ့အနည်းဆုံးတော့ထိတွေ့ဖို့လိုပါမယ်စာကြည့်စာရေးလုပ်တတ်တာပဲဖြစ်ဖြစ်ကွန်ပျူတာ game ကစားဖို့တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးကွန်ပျူတာနဲ့ထိတွေ့ဖို့တော့လိုပါမယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါသင်ခန်းစာတွေကိုလိုက်နိုင်ဖို့မလွယ်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အရင်တန်းဆိုလို့ရှိရင်တော့ကွန်ပျူတာနဲ့လုံးဝမထိတွေ့ဘူးတဲ့သူမသုံးတတ်တဲ့လူတော်မှနားလည်နိုင်အောင်နားလည်လွယ်အောင်လို့ဒါသင်ခန်းစာတွေကိုကျွန်တော်ညှိပြီးတော့တင်ပေးခဲ့တယ်ဒါပေမဲ့ဒီတစ်ခေါက်မှာကကျွန်တော်ရဲ့ဒါတအုံချင်းတီးတဲ့အတန်းတွေကတင်ရိုးတွေ lesson plan တွေပါလာတာဖြစ်တဲ့အတွက်ကိုကအနည်းဆုံးကွန်ပျူတာနဲ့မထိတွေ့ဘူးဆိုလို့ရှိရင်တော့ဒါသင်ခန်းစာတွေကိုလိုက်နိုင်ဖို့မလွယ်ပါဘူးဒါကြောင့်မလို့ကိုကကွန်ပျူတာနဲ့ကြိုပြီးတော့ထိတွေ့ထားဖို့ကျွန်တော်အကြံလေးပေးချင်ပါတယ်ကွန်ပျူတာ game ဆော့တတ်တယ်မဟုတ်ရင် typing လောက်လုပ်တတ်တယ်ဆိုရုံနဲ့တင်ဒါတော်တော်လေးအဆင်ပြေပါပြီ Okay နောက်ဆုံးတစ်ချက်ကဘာလဲဆိုလို့ရှိရင်တော့ registration fees သတ်မှတ်ထားပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့စီးရင်သွင်းကြေးပေါ့ဗျာအဲ့ဒါကလည်းအများကြီးမဟုတ်ဘူးမြန်မာငွေ1000ကျပ်ပဲကျွန်တော်သတ်မှတ်ထားတာပါဆိုတော့ခြုံပြီးတော့ပြန်ပြောမယ်ဆိုလို့ရှိရင်အခုသင်မဲ့အတန်းထဲမှာကျွန်တော်တဦးချင်းသင်တဲ့အတန်းထဲက lesson plan တွေသင်ခန်းစာတွေကိုထည့်သွင်းပြီးတော့သင်ပေးသွားမှာဖြစ်တယ်ပြီးတော့လာအပ်တဲ့ကျောင်းသားတိုင်းကိုလည်းကျွန်တော် student ID လေးတွေပေးထားမှာဖြစ်တဲ့အတွက်အတန်းကို3ချိန်နဲ့အထက်ပြတ်တဲ့သူတွေကိုကျွန်တော်ရဲ့ admin king ကနေပြီးတော့အမေးမြန်းမရှိထုတ်ပေးသွားမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီတန်းကို join နေတဲ့သူတွေအနေနဲ့ကကွန်ပျူတာအခြေခံလေးတော့အနည်းဆုံးသို့မဟုတ်ကွန်ပျူတာနဲ့အနည်းဆုံးတော့ထိတွေ့ထားဖို့ကိုလိုပါမယ်ပြီးတော့နောက်ဆုံးတစ်ခုကတော့ registration fees 1000ကျပ်အမှတ်ထားပါတယ်ဆိုတော့ဒါလေးတွေကကျွန်တော်ရှေ့တန်းနဲ့မတူဘဲနဲ့ပြုပြင်ပြောင်းလဲထားတဲ့အချက်ကလေးတွေပေါ့နော်နောက်ဆုံးအနေနဲ့ဒီတန်းလေးကိုကျွန်တော်ဘယ်တော့ဖွင့်မယ်ဘယ်ချိန်ဖွင့်မယ်ဘယ်နေ့ရက်ကြာမယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုတက်ပြီးပြပြပေးသားပါဒီတန်းလေးကိုအခုလာမယ့် August လ10ရက်နေ့ကျွန်တော်စတင်ပါမယ်တစ်ပတ်ကို2ရက်နှုန်းနဲ့အချိန်အပြင်1လခွဲကြာမြင့်ပါမယ်တင်ကြားမယ့်ရက်တွေကကျွန်တော်ရုံးပိတ်ရက်စနေတနင်္ဂနွေကိုရွေးထားတယ်တင်ကြားမယ့်အချိန်ကတော့မြန်မာအချိန်ည7:00နာရီကနေပြီးတော့10:00နာရီအထိကျွန်တော်သတ်မှတ်ထားပါတယ်တန်းစားမယ့်အချိန်ကတော့9:00နာရီခွဲကနေ10:00နာရီကြာကျွန်တော်တန်းစားမယ်ပေါ့နော်ဆိုတော့အခုကြည့်နေတဲ့သူတွေထဲမှာ video editing ကိုစိတ်ဝင်စားတယ်လေ့လာခြင်းနဲ့ကွန်ပျူတာလည်းနည်းနည်းပါးသုံးတတ်တယ်နောက်ပြီးတော့ဒီ3သိန်းခွဲတဲ့အတန်းကို free လုပ်ခြင်းနဲ့ဆိုတဲ့သူတွေအားလုံးအခုလာပြီးတော့စင်းပေးသွင်းလို့ရပါပြီနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိရဆိုလို့ရှိရင်လည်းဒီ page ချက်ပေါက်မှာလာပြီးတော့ပေးလို့ရပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်အတန်းထဲမှာတွေ့ပါမယ်ဗျ